Hello မာလီ Hello မတွေ့ရတာကြာပြီ ဟုတ်တယ်မပို့လာအဲ့ဒါဆိုရင်အမတို့ဒီနေ့မြန်မာလေးရဲ့ program လေးအကြောင်းရယ်နောက်တော့မြန်မာကအာ background ပေါ့နော်ဘာလို့လဲဆိုတော့တချို့အကြောင်းတွေကကြတော့ဒီမြန်မာကနှစ်နဲ့တွက်ပြီးတော့လေလက်ခံတာကြီးလက်မခံတာကြီးရှိတော့အဲ့ဒီဟာလေးလေအမဖြစ်ချင်တာမို့လို့အဲ့မြန်မာ background လေးနဲ့တစ်ချက်လောက်ပြောပြပါဦးဟုတ်မြန်မာနိုင်ငံမှာတော့YU Eco COE အဲ့ရနေပြီးတော့ Public Administration နဲ့ Bachelor ရထားတာဟောအဲ့ဒါဘယ်နှစ်နှစ်တက်ရလဲညီမလေးဟိုမှာကျွန်တော်တို့၄နှစ်ပြီးရင်ကျွန်တော်တို့ first အာ batch ကိုမှ COVID မတိုင်ခင်ဘွဲရသွားတဲ့နောက်ဆုံး batch အော်ဟုတ်ပြီအဲ့ဆိုအဲ့ဒီမှာဒါ၄နှစ်ကတော့ဟုတ်အဲ့ဒါဒီဘက်ကကျတော့ညီမအခုတက်နေရMaster ကိုမှ International Business Economics တက်နေရအဲ့ဆိုတန်း join တာเนาะဟိုမှာ4နှစ်နဲ့အဲအဲ့လိုပြောလို့ရတယ်ပေါ့ဟုတ်ဒါပေမဲ့ညီမအဲ့ဒါနည်းနည်းပြဿနာတက်သွားနေတယ်အဲ့ဒါအော်တော့အမှတ်တရလေးပေါ့နော်ဒီယူနီကိုရွေးပြတာတငယ်ချင်းကအရှိမတက်ထားလို့ဆိုညီမဖော်ရှိရဆိုလိုက်တက်လိုက်တာဟုတ်တငယ်ချင်းကအာဒီမှာတက်နေတဲ့အချိန်မှာညီမဂျိုင်းတဲ့အချိန်မှာသူက first year ဖြစ်နေပြီပေါ့နော် first year ပြီးသွားပြီထင်တယ်အဲ့တော့ညီမ apply လိုက်တဲ့အချိန်မှာသူကဘာပြန်လဲဆိုတော့ညီမယူနီကြီးကအဲ့လိုမလုံလောက်လို့ပေါ့နော်သူတို့ reject ရမယ်ဆိုပြီးပြန်တယ်ဟုတ်အဲ့ဒါညီမဟုတ်ဘူးပေါ့ငါတို့ကျောင်းကညီမနဲ့တပတ်တည်းတငယ်ချင်းတက်နေရပေါ့ဆိုတော့သူကအဲ့တုန်းကကြတော့သူတို့ဒီမြန်မာကတက္ကသိုလ်တွေကိုဘယ်လောက်လောက်ရမယ်ဆိုတာမရှိသေးဘူးပေါ့နော်အခုညီမဟို apply တဲ့အချိန်မှာကျတော့အဲ့ဥစ္စာ update ဖြစ်သွားတယ်တဲ့ဆိုပြီးတော့အဲ့ဒါညီမအဲ့မှာအာနာပင်ရှိရလေဟုတ်အဲ့ဒီကိုပြီးတော့ညီမအဲ့ uni ရောပြီးတော့ညီမဘွယ်က recognize ဖြစ်တာရဲ့လို့ပြပြီးတော့အဲ့လိုတော်တော်ညင်းလိုက်ရသေးတယ်อืมဟုတ်ဟောအဲ့ဒါတော့အဲ့ဒါဆိုအမှတ်တရဟုတ်အိမ်ပေါ့နော်ဟုတ်တယ်ဘာလို့ဆိုအမားတို့ကျောင်းနေဆိုလို့ရှိရင်မရလို့လေအဲ့ဟုတ်ဒါကြောင့်မလို့မေးကြည့်တာဟုတ်တယ်ဒါဆက်စချင်း6နှစ်ရှိရမယ်လို့ပြောတာညီမကဟုတ်တယ်လည်းမဟုတ်ဘူးညီမတို့ဒီဂရီက4နှစ်တင်တဲ့ဟိုကကျောင်းရဲ့ဟိုမှာတွေပဲ syllabus မှာက4နှစ်ပါတာပဲလေပြီးတော့ อืม uni ကလည်း recognize ဖြစ်တယ်ဘွဲကလည်းအာနာပင်မှာ recognize ဖြစ်တယ်ဆိုတာပြန်ညင်းလိုက်တော့သူတို့က exception case လုပ်ဝေးမယ်ဆိုပြီးတော့ accept လိုက်တာဟောအဲ့ဒါဆိုအဆင်ပြေသွားတာပေါ့နော်ဟုတ်တယ်အဲ့ဒါတော့အမှတ်တရပဲအာအဲ့ဒါဆိုဒီကျောင်းကညီမလေးအဲကျောင်းကအခုအင်မနောင်းပါနော်ဟုတ်ဟိုဟာကရောညီမလေး Uni Assist လားဒါမှမဟုတ်ဓာတ်ရိုက်ကျောင်းဓာတ်ရိုက်ရှောက်ရတာလားညီမတို့ direct လျှောက်တယ်ဓာတ်ရိုက်ရှောက်တာနော် အဲ့ဒါဆိုလို့ရှိရင်ဒီကိုရောက်လာပြီးရဲ့အချိန်မှာ live လေးတစ်ချက်လောက်စာလိုက်ရတာဘာညာအခြေအနေလေးအဲစားကြတော့ညီမတို့က public administration ဆိုရင်တက္ကသိုလ်ကဟို economics တက္ကသိုလ်ဆိုတော့ eco နဲ့ကမစိမ့်ဘူးပေါ့နော်အဲ့တော့ဒီဘက်မှာလည်း economics ပြန်တက်တော့ကြတော့စားကတော့အဲ့လိုအစိမ့်ဟိုအတစ်ကြီးတော့ဟုတ်မနေဘူးလိုက်နိုင်တယ်အဲဒီဘက်က professor ရတော်တော်အဆင်ပြေရဲ့အဲ့လိုဟိုအရင်စိတ်ရှိရဲပေါ့နော်ဟိုတခုခုမေးလိုက်ရင်လည်းအဲ့လိုမျိုးတိတ်တိတ်ချာချာကိုရှင်းပြပေးရဲ့အဲ့လိုတော့ရှိရဲပြီးတော့ညီမတို့ကျောင်းကထူးထူးခြားခြားအဲ့လို local နဲ့ international နဲ့ရှင်လို့ရှိရင် international ပုံများတယ်အဲ့လိုကြာတော့တကယ်ချင်းရဲ့အပေါင်းအသင်းရလို့ရှာဟာတိတ်မခတ်ဘူးပေါ့နော် international ထဲမှာပြပြတာဟောဟုတ်ဟုတ်တယ်အမရောက်တော့ကလည်း international များတယ်ဟုတ်တယ်အဲ့ဒါတော့တိတိတတ်တာလေးထူးခြားနေရတာอืมမြို့ကနည်းနည်းသေးတဲ့အခါကျတော့လေ part time နေဘာတွေရောရှာရင်လွယ်လားခက်လားအဲ့လိုမျိုးလေးတွေရောမြို့တရအတိုင်းညီမတို့အဲ့လိုလေ Eastern Germany ဘက်ရောက်တယ်ဆိုတော့လေဂျာမန်တော့လုံးဝ mandatory ပေါ့နော်အဲ့တော့ဂျာမန်ရလို့ရှိရင်တော့ရကြတယ်တကယ်ချင်းတွေအဲ့လိုอืသွားလျှောက်ကြมလို့ရှိရင်ရကြတယ်ဟုတ်အဲ့ဆိုမဆိုးပါဘူးပြီးတော့ကုမ္ပညီမတို့ဏီတွေဘာတွေရောကုမ္ပဏီတွေ sorry ဘာတွေရောများလား ကုမ္ working ပဏီ student position မျိုးပို့အဆင်ပြေလားဒါမှမဟုတ်ဟိုလိုတခြား mini job အပြင်အလုပ်တွေပဲလုပ်ရတာများလားအဲညီမကြောင့်ညီမကိုယ်တိုင်ကအဲ့ဟိုကျမကြီးအလဲမှာနည်းနည်းဟိုတိတ်မကောင်းလိုက်တော့ဘာမှတော့မ try ရသေးဘူးဒါပေမဲ့ညီမတို့ batch မှာပဲတကယ်ချင်းတွေအလုပ်ရတာရှိအဲ့လို working student အဲ့လို company မှာလုပ်တာတွေပါအဲ့လိုမျိုးရှိရပါတော့ mini job only မဟုတ်ဘူးဆိုတော့อืมဟိုညီမတို့ဒီဘက်ကတော့ကန်နဲ့ဆိုင်နေပေါ့နော်ချို့တကယ်ချင်းတွေဆိုလို့ဟုတ်ရှိရင် German မလို့ English နဲ့တန်းရသွားတာရှိတယ်อืมအဆင်ပြေအဲ့လိုနော်မျိုးပေါ့ဟုတ်ကျော try င်းမှာရင်တော့ရရောဟုတ်อ๋อကျောင်းက ဟီဘီတွေဘာတွေရောကျောင်းကများလားဟာတွေကကြားညာတယ် ကျောင်းကဂျာမန်လိုများတယ်အဲ့လို requirement မှာတွေဟို sehr good Deutsch ဆိုပြီးတော့အဲ့လိုတစ်ခါလေးထည့်ထားပြီးသားอืมဟုတ်ပြီညီမလေးဟိုဟာသူတို့
ဒီဂျာမန်စာအတန်းသင်တက်ရတာပါလား program ထဲမှာပါတယ်ပါတယ်ဟုတ်ဘယ် level ကျောင်းအထိတက်ရမှာလဲကျောင်းကဥစ္စာကတော့ base ဘိုင်းအထိရှိတယ်အာ အ base ဘိုင်းမ်ပြီးတော့ဟို grammar ဆိုလို့ရှိရင် C စေအိုင်းအဲ့လောက်ထိလည်းရှိတယ်ဒါပေမဲ့အဲ့ဒါပတ်စံပေးရတာလားဒါမှမဟုတ်ညီမလေးတို့ program ထဲမှာပါတဲ့ဟာကိုပြောတာအော်ညီမတို့ထဲမှာပါတဲ့ဟာပေးစရာမလိုညီမတို့တက်လို့ရတယ်အဲ့ဒါတော့အရင်ကြီးကဟိုလိုမျိုးဟိုတန်းတော့မတက်ဘူးပေါ့နော်ဒါတစ်ပတ်ကို2 ရက်ပဲတက်ရတာဆိုတော့လေပြီးတော့တစ်ချိန်ကိုလည်း1 နာရီခွဲလောက်ပဲဆိုတော့ဒါပေမဲ့အဲ့ဒါကတော့ဒါအတန်းနေရှိတယ် intensive လည်းရှိတယ် intensive ကပတ်စံတက်ပေးရတာရှိတယ်อ๋อဟုတ်ပြီဒါပေမဲ့ဒီ semester တိုင်းတော့ဒီဟိုဟာထဲမှာပါတဲ့ဟာနဲ့သင်လို့ရတာတော့ရှိတယ်ပေါ့ဟုတ် class တွေရရှိပြီးတော့ညီမတို့အဲ့ဒါယူရမယ်တယ်မှာပါပါလို့ဆိုတော့အဲ့လိုညီမတို့ရဲ့ဟို credit လိုရတဲ့မှာက elective ပါ elective ထဲမှာ language ဥစ္စာတွေလည်းပါတယ်ဆိုတော့လေအမားတို့လည်းပါတယ်အမားတို့ကျတော့သူက key qualification ဆိုပြီးတော့ကျောင်းမပြီးခင်မှာ A2 ထိပြီးရမှာ ਨੇ တူတယ်အဲ့လိုမျိုးဆိုတော့ဟောအဲ့လိုတော့မရှိဘူးဒီမှာအဲ့လိုอ๋อအကောင်လုံးကဒီ credit ရဖို့တက်ကြရအများချို့ဆိုလို့ရှိရင် BIN ရှိတာကို IN မှာပြန်လာတက်တာရှိရ credit လို့ကျင်လို့อ๋อသူကအဲ့လိုမျိုးအမားတို့တကယ်လို့သူက6 credit ရှိတယ်ကွာ semester တစ်ခုတက်ရင်3 credit ရတယ်အဲ့တော့အဲ့ဒီ6 credit ပြည့်သွားရင်လည်းဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူကA2 ထိပြီးပြီးသားဆိုလို့ရှိရင်တခြားဟာတွေယူလဲရတယ်ဒါပေမဲ့တော်ဟုတ်တော်များများကတော့ဒီဟာကို6 credit ပြည့်အောင်ယူလိုက်တာတော့ language နဲ့ယူလိုက်တာတော့များတာပေါ့ဟုတ်ဟုတ်အဲ့လိုတော့ရှိတယ်နေရမြို့ကနေရထိုင်ရတာရောဘယ်လိုနေလဲအဆင်ပြေလားอืมအဲအဲ့လိုမျိုးရှောက်ချင်တဲ့သူတွေရှိလို့ရှိရင်ပေါ့နော်ကိုကဘယ်လို lifestyle လို့ကျင်လဲပေါ့တချို့ကြောင့်အရန်အဲ့လိုငြိမ်လာလို့ကျင်နေတိတ်တိတ်ဆိတ်ဆိတ်နဲ့အဲ့လိုနေရတာကြိုက်တယ်ဆိုရင်တော့ဒီမျိုးကလုံးဝ perfect ပြီးတော့ညီမတို့ကြတော့ဒီအမလာတော့လည်းတွေ့ရဟို student canvas ကတက်တက်ရှိရဟိုပြီးတော့အဲ့လိုចောင်းသားအဆောင်တွေရတယ်တက်တက်ဟိုမြို့နယ်ကနည်းနည်းလှမ်းနေဆိုတော့ကိုလူတွေပဲပေါ့နော်အဲ့တော့ဟိုပါတီရှိရဲ့ညရဲဆိုလို့ရှိရင်တော့နည်းနည်းဆူတာရှိတယ်ဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်တော့အဲ့လိုចောင်းသားတွေတွားလာအဲ့လောက်ပဲအပြင်လူတွေနဲ့တိတ်ထိတွေ့မရှိဘူးပြီးတော့မြို့ကလည်းငကိုတွေကနည်းနည်းငြိမ်တဲ့ဘက်တွားတယ်ပေါ့အဲ့တော့ AC နေရာရဲ့ lifestyle ကြိုက်တယ်ဆိုရင်တော့ဒီဘက်ကအဆင်ပြေရယ်အဲ့လိုမှမဟုတ်ဘူးကိုကဟိုအရန်စူးညံ့ညံ့အဲ့လိုမျိုးဟိုသွားလာလာအကုန်ဖွင့်တာကြိုက်တယ်ဆိုလို့ရှိရင်တော့ recommend မပေးဘူးပေါ့ အဲ့ဒီအဲ့ဒီမှာတခြားညီမလေးခုတက်နေတာ English program เนาะဟုတ်ကဲ့တခြား program တွေရော English လိုသင်တဲ့ဟာတွေအဲဘာတွေရှိသေးလဲသိလားညီမလေးရှိအဲဆိုအမရယ်ညီမတို့ဟိုဟာညီမလေးရဲ့အကြောင်း page ကနေပြီးတော့တစ်ချက် ဟုတ်ကဲ့ program လေးတစ်ချက်အရင်ပြောကြမလားညီမလေး program လေးအရင်ပြလိုက်ရင်ဟုတ်ကဲ့ညီမဟို screen share လိုက်နော်မှာဟုတ်ဟုတ်ပြလာမသိဟုတ်ရပြီမြင်ရတယ်ညီမလေးဟုတ်ဒါ ဒါက in now ရဲ့ ဟုတ်ညီမ international business economic ဟုတ်ဟုတ်ဒါရှိမယ်ပြီးတော့ညီမတို့ ਨੇ မော်ဂျူးတွေရောဟိုလိုမျိုးညီမလေးရဲ့မော်ဂျူးတွေကဘာတွေပါတာလဲဟမ်ညီမလေးတို့ညီမတို့ကအဓိကက business နဲ့ economics နဲ့อือฮึအာအဓိကညီမတို့ compulsory courses ရှိရပေါ့နော်ပြီးတော့ อื business อฮึမှာထပ်ဖြည့်ရတာရှိရယ် economics မှာထပ်ဖြည့်ရတာရှိရယ်အော်ပြီးတော့ညီမလေးတို့ကရောဒီ one semester abroad က mandatory လိုမျိုးဟာလားအမညီမလေးတယောက်ကိုမေးဘူးတာသူလဲ business business နဲ့တော့ business နဲ့ပဲပါသူကကျတော့ project လုပ်ရင်လုံးမလုပ်ရင်အဲ့ဒီ course တစ်ခုကို तू က one semester abroad သွားရင်သွားမသွားရင် project လုပ်အဲ့လိုတစ်ခုခုထင်တယ်ညီမလေးတို့မှာရောအော်အဲ့လိုဟာမျိုးရှိလားညီမတို့အဲ့လိုမရှိအော်မရှိဘူးအဲ့လိုမရှိဘူးเนาะဘူးဒါပေမဲ့ဟို Erasmus က apply ရင်တော့ရတယ်อืมအဲ့လိုရတယ်ဟောဟုတ်ပြီဟုတ်ညီမလည်းအရင် semester တကယ်တမ်းကဟို France သွားမှာဒါပေမဲ့အဲ့อืมကျမ်းမာရေးကျမသွားပြစ်လိုက်တာအဲ့ဟုတ်တယ်เนาะညီမလေးပြောတယ် Erasmus နဲ့ဟုတ်တယ်ပြင်သစ်သွားမယ်ဟာဒီမှာဆိုရင်ဒီမှာ Masters program လေးရှိရမှာအခုဒီနာဆိုလို့ရှရင်ဒါက German program လေးပေါ့နော်อือฮึဒါကကြောင့် English taught အဲဆိုလို့ရှရင်ညီမတို့နဲ့နည်းနည်းနီးစပ်တာဆိုလို့ရှရင် Media and Communication Science ဆိုလို့ရှရင်လည်းအဲ့လိုညီမတို့အတန်းထဲမှာလို့ဟိုဘက်ဒီဘက်တိုင်းနည်းနည်းခွက်တက်တာလေးအာဟုတ်ပြီ Social ဟုတ် Media Engineering အော် Computer and System Engineering Data Science လေးရှိရယ်နော်။အော်ဒါပေဟုတ်မဲ့ तू ကဒီ
ဒီ2026ကျမှာလား biomedical engineering ကဟုတ် data science ကိုပဲဒီ summer semester ဆိုတော့အခုလာမယ့် semester ကျမှာပေါ့နော်ဟုတ်ကိုယ်စတစ်တည်းကအမြဲတမ်းထည့်နေရညီမတို့ဒီ IBE ဆိုလို့ရှိရင်လေ2021မှာစထည့်တာอืมဟုတ်ပြီอืมအဲ့ဆိုဒါ DUM နော်ဟုတ်ဟုတ်ကဲ့ပါရှင်တခြားဘာလေးတွေပြောပြချင်တာရှိသေးလဲအော်ညီမတို့ဒီတက္ကသိုလ်လျှောက်တော့ကကြာတငယ်ဘယ်လိုလျှောက်ပြတာလဲဆိုတော့တငယ်ချင်းကဒီတက္ကသိုလ်ကအဲ့လိုမျိုးပေါ့နော် IELTS မဟုတ်ဘဲနဲ့အဲ့တော့ညီမတို့ COVID တွေရောဒီဟို situation တွေပေါင်းစုံဖြစ်နေတာဆိုတော့သူကအဲ့လိုပြပြလိုက်တယ်ပေါ့နော် language ဟုတ် requirement ကိုအဲ့လိုဟို somewhere exam center မှာတော့မဖြေဘဲနဲ့ online က certificate နဲ့ပဲရလာဆိုတော့ဒီတက္ကသိုလ်အဲ့တော့ရသွားဘူးတယ်อืအဲ့တော့ညီမมတို့ကလည်းဒီတက္ကသိုလ်ရှာရတယ်ဒါပေမဲ့ညီမတို့လည်းကြတော့အဲ့ဒါမရတော့ဘူးအဲ့ဩတော့ပြီးတော့language test ထပ်ဖြေရတာပေါ့နော်ဟုတ်အဲ့လိုဖြေရပြီးတော့ညီမတို့အခုဒီကျောင်းဆိုလို့ရှိရင်လည်းညီမတို့ IBE course ကကြတော့အရင်တော့ course အသက်ဆိုတော့သူတို့အဲ့လိုစမ်းနေတဲ့ဥစားတွေပေါ့နော်တဖြည်းဖြည်းနဲ့တော့ modify လုပ်သွားရဲအခုဆိုလည်းညီမတို့နှစ်နဲ့ညီမတို့အရှိ senior တွေနဲ့က module တွေမတူကြဘူးဩအဲ့ဆိုသူကပြောင်းနေမှာပေါ့ဟုတ်တယ်အများနဲ့ပြောင်းနေတာပြီးတော့အခုဆိုလို့ရှိရင်လည်းကျောင်းက regulation အသစ်ထပ်ထည့်ထားရပေါ့နော်အာဟုတ်ညီမတို့တူကလည်းနည်းနည်းဗာလဲဆိုတော့ master ကသူက2နှစ်နဲ့မပြီးကြဘူးอือฮึစာက somewhere တွေကလည်းဆရာတွေကအဲ့လိုမျိုး grading ဥစ္စာပေးရအရင်ကျန်နေအဲ့တော့ကြာတာဒီမှာ normal လို့ဖြစ်တယ်ပေါ့နော်อืมအဲ့တော့ကြတော့2နှစ်နဲ့တော့တောင်မပြီးကြဘူးတစ် semester ကို3 ဘာသာ4 ဘာသာလောက်ယူရင်တော့အဲ့လို senior တွေကဟဲ့များနေပြီ short တော့အဲ့လိုမျိုးပြောကြတာဟုတ်อืဆိုတော့มတစ်အထက်ဆိုအကောင်လုံးက extend ကြတာများတယ်တချို့ကြောက်လဲဒီလိုမျိုးuni ကို register ထားပြီးတော့အခြားမှာအလုပ်သွားလုပ်တာမျိုးရှိတာဟုတ်အဲ့တော့အာဒီနှစ်မှာအဲ့လို Senate ကသူတို့ regulation တက်လုပ်လိုက်တယ်အဲ့တော့อื4 နှစ်ထပ်มပို့တက်အောင်ဆိုပြီးတော့လေးနှစ်ထပ်ပို့တက်လို့မရဘူး။ဟုတ်ပြီ။အမားတို့စီအဲ့လိုကတော့အရင်ကတည်းကလေးနှစ်ထပ်ပို့တက်လို့မရဘူးဟုတ်ညီမတို့အရင်ကရရဲပေါ့နော်အဲ့။အော်တော့သူကအဓိကကကိုယ့်ရဲ့study period ကို double ကျော်လို့မရတော့တာအဲ့တော့ bachelor อืဆိုလို့ရှိมရင်8 ကျော်လို့မရတော့ဘူးอืมmaster 4 နှစ်ထပ်ကျော်လို့မရတော့ဘူးအဲ့လိုဖြစ်သွားတယ်အဲ့ဒီ อืม regulation သူ့အထက်တိုးလာတယ်ပေါ့နော်ဒီတစ်ခေါက်ပေါ့ဒီ semester อืมသူတို့ meeting လုပ်ပြီးဟုတ်အာဟုတ်ပြီ။ဟိုပါရောမေးဖို့ကြံခဲလို့ဒီကျောင်းအဆောင်နေလေညီမလေးတို့ပြရတာတော်တော်တက်တာရယ်နော်။ဘယ်လောက်အာ200ကျော်ကစပြီရှိတယ်200ကျော်ကစပြီး200ရှိရယ်နော်။ဟုတ်တယ်။အမမှတ်မိရတော်တော်တက်တာတယ်အဲ့ဒါ200တော့200ကျော်ကနေ400ဝန်းကျင်ဟုတ်။อืมဟုတ်တယ်ဟုတ်နော်အဲ့ဒီအစားလေနည်းနည်းဟိုသတိထားစရာပါလဲဆိုတော့ညီမတို့ကျောင်းကကျတော့ technical ကျောင်းဆိုတော့လေ။ဟုတ်အဲ့လိုလာတက်တော်တော်များကယောက်ျားလေးများကြတယ်အဲ့ဒီတော့ ။ main ကအော်လေးဆောင်ရရလွယ်တယ်ယောက်ျားလေးဆောင်နည်းနည်းကြက်တယ်ကြားတယ်အော်ဟုတ်ပြီဟုတ်တချို့တွေကအဲ့လိုအပြင်မှာအဲ့လိုမျိုးပေါ့နော်အခန်းမရလို့ပြင်မှာတစ် semester ငှားနေလိုက်ရတာတွေပါအဲ့လိုမျိုးရောက်ချင်လေအဲ့လို။อืมမျိုးရှိတယ်အဲ့တော့အဆောင်ကတော့ယောက်ျားလေးဆိုလို့ရှိရင်တော့ apply ထားတာပိုကောင်းတယ်อืมအဲ့တခုတော့ရှိတယ်ညီမလေးတို့ကတခန်းထဲမှာတော့မိန်းကလေးဆိုမိန်းကလေးကြီးပဲเนาะဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်အဲအာဒါကညီမတို့ကဒီအားကြလို့ share ဖြစ်သွားလို့ညီမတို့စီမှာစတူဒီယိုလည်းရှိတယ်။ကျောင်းဆောင်မှာစတူဒီယိုရှိတယ်အမားတို့မှလည်းစတူဒီယိုရှိတယ်ဒါပေမဲ့အမားတို့စီကဒီ apartment တစ်ခုထဲမှာတင်ဟိုအိတ်တာတော့ကိုယ့်အခန်းနဲ့ကိုယ်ပေါ့เนาะဒါပေမဲ့ kitchen နေအိမ်သာတွေ share ရတာကအဲ့လိုဒီ apartment တစ်ခုထဲမှာကယောက်ျားလေးရောမိန်းကလေးရောအခန်းကအဲ့လိုရောထားတာဆိုတော့ညီမလေးတို့စီ။ဟုတ်ကအဲ့လိုမဟုတ်ဘူးเนาะအမညီမလေးတို့စီမှာပဲအဲ့လိုတွေ့ဘူးတာနဲ့တူတယ်ယောက်ျားလေးဆိုယောက်ျားလေးတွေကြီးပဲမိန်းကလေးဆိုမိန်းကလေးတွေကြီးပဲဟုတ်အမ house နဲ့ဆိုင်ပဲအမခဏလာနေတော့ house ကောညီမ house ကောကကြောက်အဲ့လိုလေဟို4 ယောက်3 ယောက်4 ယောက်လောက် share ရတဲ့အခန်းနေလေဟုတ်ပြီးတော့တယ်ဟုတ်တယ်နောက်ထပ် house ရှိသေးရပါတော့တခြားအိမ်တွေတချို့အိမ်တွေကြတော့အဲ့လိုအမပြောသလိုပဲလုံးဝတစ်ထပ်ထဲမှာကိုပဲကိုယ့်အိမ်ခံမဲ့ကိုဒါပေမဲ့ရေချိုးကန်းနဲ့မိဖို့ကြောင်ကကြတော့တခန်းပဲရှိရပေါ့နော်အဲ့ဒါမှအကုန်ဘုံသုံးလိုမျိုးအဲ့လိုအဆောင်လေးရှိတယ်အော်အဲ့လိုမဟုတ်ဘူးအမတို့မှအဲ့လိုလည်းရှိတယ်ဒါပေမဲ့ဟုတ်ဒီလို3ယောက်4ယောက် share ရတဲ့ဟာလိုမျိုးညီမလေးတို့လိုမျိုးဒီလို ဟုတ် apartment လိုဟာမျိုးကိုဒီညီမလေးတို့လို share ရတဲ့ဟာမျိုးကိုပဲဒါပေမဲ့3ယောက်ဆို3ယောက်စလုံးကမိန်းကလေးဖြစ်မနေဘူးအဲ့ဒါလေး तू ကစ apply နေရ option မေးတယ်အော်အဲ့ဒါဆိုအဲ့လို option တက်ရှိရဲပေါ့ဟုတ်ပြီးတော့အခန်းရလို့ရှိရင်လည်းအဲ့လိုမေးတတ်တယ်ဒါမှမဟုတ်ဒီခန်းကပေါ့နော်ယောက်ျားလေးနဲ့အဲ့လို share လို့အဆင်ပြေလားဆိုပြီးအဲ့လိုမေးတယ်အော်ဟုတ်ပြီအမတို့မှတော့ဟုတ်အဲ့လိုမရှိ
အဲ့လိုတော့ရတယ်အော်ဟုတ်ပြီဟုတ်ပြီဟုတ်ကဲ့ပါအဲ့ဒါဆိုကျေးဇူးတင်ပါတယ်ရှင်တခြားဟုတ်ကဲ့ပါအော်ညီမလေးရဲ့ဟိုဟာကတင်တဲ့ဟာလေးတွေအမဟိုဟာလေးတွေကြည့်ချင်တယ် course လေးတွေကြည့်ချင်တယ်ညီမလေးရဲ့ program ကအော်ခဏလေးနော်အမဒါကညီမတို့ကဒီ content ကဒီလိုမျိုးပေါ့နော် business economics ပေါ့ပြီးတော့ညီမတို့ research seminar က mandatory လုပ်ရတာอือหือအာနိုင်တော့ညီမနောက်ထပ် screen တစ်ခု share လိုက်မယ်အဲ့ဒါနောက်တစ်နေရာသွားတာဆိုတော့အာဟုတ်ပြီဟုတ်ပြီခဏဆောင်ပြီးနော်အမဟုတ်ပြီဟုတ်ရတယ်ရပါပြီမရှင်းရသေးဘူးနော်အမမမြင်ရသေးဘူးအော်ရပြီရတယ်ရဟုတ်ပြီရပြီဒါကညီမတို့ကဒါကအပေါ်က3ခုဆိုညီမတို့က mandatory ပေါ့နော်ဟုတ်အဲ့ mandatory ကညီမတို့နှစ်မှာစားတာအော်အဲ့ဆိုဒါကညီမလေးတို့နှစ်မစားတာဟုတ်ကဲ့အဲ့3ထပ်ပြီးတော့ညီမတို့ဒီဟာကbusiness အပိုင်းပေါ့နော် อือหือ scroll လို့ရရင်ပြောပြီနော် ရတယ်ညီမလေး or logistic business ethics and sustainable management อือหือဟုတ်ရပြီညီမဟုတ်လေးပါအော်ပြီးတော့ညီမတို့ economics ရှိရယ်อือหือ international business law လည်းပါတယ်ဟုတ်ဟုတ်ပြီးတော့ဒါပေါ့နော်ပြီးတော့ graduate research seminar ကကြတော့ mandatory 2 ခုယူရမှာအော်အဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါကြတော့ညီမတို့ဒီ group presentation လိုမျိုးလေဒါကဘယ်လိုပြောမလဲ thesis လုပ်တယ်လို့မျိုးပဲအော်ဟုတ်ပြီဟုတ်ဒါပေမဲ့အဲ့ဒါကို အဲ့ဒါကြောင့်အတ group န်းနဲ့လုပ်ရတာလားဟုတ်တယ်အတန်းတော့သွားကြမလို့ဒါဟုတ်ပထမဆုံးတင်လုပ်ပြီးွားရတယ်ကိုက group နဲ့ဆက်လုပ်ပေါ့နော်ပြီးတော့ဟိုကိုလုပ်နေတဲ့ progress ကို professor နဲ့တိုင်မယ်ပေါ့ပြီးတော့မှနောက်ဆုံး final ကြလို့ရှိရင် presentation ပေးရတယ်အဲ့လိုမျိုးအော်အဲ့တော့ညီမလေးတို့က thesis မရေးရဘူးလား thesis ကရေးရမှာဒါကကြတော့ညီမတို့ဖြည့်ရမယ့် credit ထဲမှာပါတဲ့တစ်ခုပေါ့အာဟုတ်ပြီဟုတ်ညီမတို့ကြာမအဲ့ဆိုလို့ရှိရင်ညီမဒီပြောတဲ့mandatory ထဲမှာဆိုလို့ရှိရင် scientific research and writing လေအဲ့ဒါဆိုဟုတ်လို့ရှိရင်လည်းလိုမျိုးပေါ့လာတဲ့သူတော်တော်များများ scientific paper မရေးတတ်ကြဘူးပေါ့နော် အော thesis ရေး်အဲ့ဒါတော့ဒီတက်အောင် mandatory နဲ့ထည့်လိုက်တာအောအဲ့လိုမျိုးပဲ်ဟုတ် graduate research seminar လေအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့လိုอืมဒီပြောရရင်တော့ thesis ရေးဖို့အကုန်လုံးကအထောက်အကူပြုဖို့အတွက်ထည့်ထားတဲ့ course တွေဆိုတော့လေအာဟုတ်ပြီဟုတ်ပြီးတော့အမားတို့ကျောင်းမှာတော့မသိညီမတို့စီမှာကြတော့ညီမတို့ IBE သမားတွေက written test exam များတယ်ဥပမာတချို့อือหือ class တွေcommunication ပိုင်းတန်းနေဆိုလို့ရှိရင်တို့ကpaper ထပ်လိုက် paper ထပ်တာနဲ့ဟိုဟာ evaluate လုပ်တာရှိရပါတော့อือหือအဲ့လိုရှိညီမတို့ကြတော့ written test များတယ်ဒါပေမဲ့တချို့ဟာတွေ oral နဲ့ပြီးရ presentation နဲ့ပြီးရ paper နဲ့ပြီးရအဲ့လိုမျိုးပေါ့ exam တော့ type မတူဘူးအမားတို့ကတော့တဝက်စီလောက် project လုပ်ရတယ် exam နဲ့ project နဲ့တဝက်စီလောက်ဖြစ်မယ်လို့ပြောရမယ်နဲ့တူတယ်ဟုတ်အဲ့လိုတော့ရှိတယ်ဟုတ်တယ်ဟုတ်အဲ့ဒါတော့ရှိတယ်ဒါပေမဲ့တစ်ခါတည်းတော့ရေးထားပေးတာပဲ course ကဘယ်လို exam type ဆိုပြီးတော့ပေါ့နော်အော်အမ်ဘောအပြီးတော့အဲ့ဒါသတိထားမှာညီမတို့ exam registration ကလို့ timeline က2 ခုရှိရယ်အဲ့လို written exam အတွက်ကတစ်ခုတခြား exam တွေအတွက်ကတစ်ခု timeline မတူဘူးအော်အဲ့ဒါကြတော့မတူတော့ဘူးအမားတို့ကတော့ timeline တစ်ခုလေးပဲဟုတ်အဲ့ဒါလည်းနည်းနည်းခိုင်းလွတ်သွားမှာဆိုလို့လေသတိထားရတာရှိရယ်ဟုတ်တယ်ဒီမှာအဲ့ဒီ course တွေယူတာနဲ့ exam ဖြေဖို့အတွက်နေရာတက်စီဆိုတော့เนาะ exam ဖြေဖို့အတွက်ကတက် register တစ်ခါထပ်လုပ်ရတာဆိုတော့အမားတို့ကမဖြေခင်9 ရက်အလိုထိ cancel လို့ရတယ်ညီမလေးတို့ရော register လုပ်ထားပြီးတော့၄ရက်အလိုရက်လူတီ4 ရက်လို့ထိရတယ်။ဩပိုကောင်းတယ်အဲ့ဒါဆိုအမတို့ကြောင်ကကိုဗစ်တုန်းကတော့သူတို့အဲ့လိုမနေ့ပြန်လို့ဖြေမယ်ဆိုဒီနေ့လို့ထိ cancel လို့ရတယ်နဲ့တူတယ်24 hour လားမသိကိုဗစ်တုန်းကဆိုရင်ဒါပေမဲ့လေအဲ့လို exam နဲ့ရောက်တဲ့အထိကိုအမနေမကောင်းရင်တော့ cancel လို့ရတယ်အဲ့လိုကတော့ရတယ်လीဒီပါ ဟုတ် medical note နဲ့ဟုတ်တယ်
အဲ့လိုရရတယ်သူအဲ့တို့ကဒီဆာမွဲခန်းထဲရောက်တဲ့အချိန်ထိတောင်မှပဲထိုင်ပြီးတဲ့အထိမိကုန်းမဝေသေးပဲနဲ့ပြောတယ်လေဒါနောက်ဆုံး ဟုတ် chance နေမကောင်းဘူးလို့ကိုထင်ရင်ထွက် medical note သွားယူပြီးတော့ဒါပြန်ပြီးတော့ဟောလို့ပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မိကုန်းဝေပြီးရင်တော့မရတော့ဘူးအဲ့ဒီထိုင်ပြီးတဲ့အထိကိုသူတို့အဲ့ဒါတွေအကုန်လုံးအရင်ရွတ်သေးတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါရှင့်ဒါပေမဲ့မပြောသလိုဒီ register ပြန်လုပ်လို့ရတယ်၄ရက်ထိရတယ်လေး၄ရက်ထိရတယ်ရက်မတိုင်ဟောအမတို့ကတော့တစ်ပတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒါဆိုရင်တော့ကျေးဇူးတင်ပါတယ်ညီမလေးရေကဲရပါတယ်ရှင်အမဟို screen ကဒီတိုင်းထားပြီးရမှာဟုတ်အမပိတ်လိုက်တော့မယ်ဟုတ်ကဲ့ကျေးဇူး